ခိုးရှိရှိတုန်းကစိမ့်ဆိုတဲ့တောအုပ်ကြီးတစ်ခုရဲ့အစွန်မှာကြည်လင်တဲ့မြစ်ရည်ကြီးစီးဆင်းနေတဲ့မြစ်ကြီးတစ်စင်းရှိတဲ့အဲ့ဒီမြစ်ကမ်းဘေးကတပြေပင်ကြီးပေါ်မှာတော့ညံကောင်းပြီးသဘိုးဖြူတဲ့မြောက်လေးတစ်ကောင်နေထိုင်ပါတယ်။တပြေသီးဒီမြစ်ဝင်းနေတဲ့အချိန်တိုင်းမြောက်လေးဟာငင်းငင်းရွှံနေစားသုံးလေးရှိသလိုသူ့ရဲ့တငယ်ချင်းမိချောင်းကြီးကိုလည်းအမြဲတမ်းကျွေးမွေးလေးရှိတာပေါ့။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ကူညီရင်တာယာလာပါတဲ့နေ့ရက်တွေကိုဖျက်သားနေကြတာပေါ့ဗျာ။ဒါပေမဲ့တနေ့မှာတော့မိချောင်းကြီးဟာသူ့ဇနီးရဲ့အလိုရမတ်ကြောင့်မယိုးသားတဲ့အကြံတစ်ခုကိုကြံစီပါတော့တယ်။သူဟာကမ်းနားကိုကတ်လာပြီးကိုမြောက်ရေးမီးပေးတဲ့ပပီသီးတွေကအယမ်းချိုတာပဲငါဇနီးကလည်းမင်းကိုကျေးဇူးတင်လို့အိမ်ကိုထမင်းစားဖိတ်လိုက်တယ်ငါကြောပေါ်မှာသာလိုက်ခဲ့ပါငါပို့ပေးပါမယ်လို့ပရိယိုင်ဝေဝေနဲ့ပြောလိုက်ပါတယ်တဘောကောင်းတဲ့မြောက်လေးဟာသူ့တငယ်ချင်းရဲ့စကားကိုယုံကြည်သွားပြီးမိချောင်းကြီးရဲ့ကြောပေါ်ကိုဝမ်းသာအားရနဲ့ခုန်တက်လိုက်ပါတော့တယ်မြစ်အလဲကိုရောက်တဲ့အခါမှာတော့မိချောင်းကြီးဟာရေထဲကိုတဖြည်းဖြည်းမြုပ်ဆင်းသွားပါတယ်မြောက်လေးဟာကြောက်လန့်တကြားနဲ့ကူမီချောင်းဖာလို့ရေထဲမြုပ်နေလာလေငါရေမွန်းကုန်တော်မယ်လို့အော်ဟစ်မေးမြန်းလိုက်ပါတယ်အဲ့ဒီအခါမှာတော့မိချောင်းကြီးကဟာဟာမြောက်လေးတကယ်တော့ငါဇနီးကမင်းရဲ့ချိုမြင်လာတဲ့နှလုံးသားကိုစားချင်နေတာကွာအခုမင်းကိုငါတတ်ရတော့မယ်လို့ရက်ရက်ဆက်ဆက်ပြောလိုက်ပါတော့တယ်မြောက်လေးဟာတေဘေးနဲ့ကြုံရလို့ရင်ထဲမှာထိတ်လန့်သွားပြီမဲ့ချက်ချင်းပဲတည်ငြိမ်အောင်ကြိုးစားလိုက်ပါတယ်မြောက်လေးဟာချက်ချင်းပဲညံထုတ်ပြီးအိုးကိုမိကြောက်ရဲ့ဒါဆိုရင်လည်းအစကတည်းကပြောပါတော့လားငါတို့မြောက်တီဆိုလားနှလုံးသားကိုကိုယ်ထဲမှာထည့်မထားဘူးဗျာဟိုးတပြေပင်ကြီးရဲ့တစ်ကိုင်းပေါ်မှာချိတ်ထားခဲ့တာအခုသွားယူကြမလားလို့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတယ်မိုက်မဲတဲ့မိကြောင်ကြီးဟာမြောက်ရဲ့စကားကိုယုံကြည်သွားပြီးမြောက်နှလုံးသားကိုရဖို့အတွက်ကမ်းဘက်ကိုအမြန်ဆုံးပြန်လှည့်လာခဲ့ပါတော့တယ်ကမ်းဆက်ကိုရောက်တာနဲ့မြောက်လေးဟာတစ်ပင်ပေါ်ကိုဝုန်းကနေခုန်တက်သွားပြီးကိုမိကြောင်လောကမှာဘသူကမှနှလုံးသားကိုအပြေမှာထောက်ထားလို့မရှိဘူးဗျာမင်းကတော့တကယ်ကိုလူအပဲသွားတော့နောက်ဆိုငါနားမလာနဲ့တော့လို့လှောင်ပြောင်လိုက်ပါတော့တယ်မိချောင်းကြီးလည်းသူ့ရဲ့မိုက်မဲမှုအတော့နောင်တရပြီးဖိုင်ဟောင်းလောင်းနဲ့ပြန်သွားရရှာ၏အန်ဒီရဲနဲ့ကြုံလာတဲ့အခါထိတ်လန့်မသွားပဲညံကိုတုံးရင်ဘယ်လိုအခက်အခဲမျိုးကိုမှဆိုကြော်လွားနိုင်တယ်ဆိုတာဒီပုံမြင်လေးကတက်တည်ပြနေတာပါပဲရှင်ဒီပုံမြင်လေးကိုကြိုက်နေတဲ့ရင် like ပေးပြီး Histotixel မြန်မာကို subscribe လုပ်ထားကိုမမေ့နဲ့အောင်နော်နောက်ထပ် 3D ပုံပြင်ကောင်းလေးတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲပျော်ရွှင်ပါစေရှင်